နင်လိုသစ္စာတရားမဲ့ပြီးဂုံပကသနာမတ်တဲ့မိန်းမနာကိုငါသားကိုငါမထားခဲ့နိုင်ဘူးငါသားကိုငါလူတစ်လုံးသူတစ်လုံးဖြစ်အောင်ငါကျွေးမွေးမယ်ငါခေါ်သွားမယ်ဒါဖေးဖေးတယောက်လုံးရှိရနော်ဘယ်သူမှသားနာရှိကြမလို့喂，တာပါဇာကနေအဲ့ဇာကာကိုလုံးဝမထွက်နဲ့နော်တာဘဝမှာလေဖေဖေရောမေမေရောဖေဖေတယောက်တည်းပဲရမ်းချစ်တယ်နော်နင်ကစိတ်လက်စွပ်ယူထားမလားငါအခုလေးတွေဝတ်ထားသေးတယ်အခုလေးတွေဝတ်ထားသေးတယ်ငါရှာလို့မတွေ့တော့တာနော်ဒီအိမ်မှာဒီဇိုင်းဆိုလို့နင်တယောက်တည်းပဲရှိရလေနင်ယူထားတာငါပြန်ပေးမလားမပေးဘူးလားဒါပဲပြောငါဒေါသကိုမစွန့်နဲ့နော်ကျွန်တော်အဲ့ဒီစိတ်လဲဆိုကျွန်တော်မယူဘူးဟာကျွန်တော်အဲ့ဒီအိမ်မှာလုံနေတယ်ဆိုပေမဲ့ကျွန်တော်စိတ်ထဲတော့မပြင်းမပါဘူးဗျာကျွန်တော်မရှိလို့သူများအိမ်မှာလုံစားနေပေမဲ့အဲ့လိုစိတ်မျိုးလုံးဝမမွေးပါဘူးဟာကျွန်တော်အထင်မလွဲနဲ့နော်ကျွန်တော်အထင်မလွဲနဲ့ကျွန်တော်မယူဘူးငါတော်တော်မောနေပြီနော်ငါတော်တော်မောနေပြီမင်းမယူဘူးသူယူမှာလဲမင်းပြန်ပေးမလားမပေးဘူးလားရဲလက်ကိုအဲ့ရမလားငါ့ကိုပြောဒါပဲပြော妹，ဟဲ့哦，哪里啊？妹谁来手里啦？အဲ့ဟုတ်တယ်လေသမီးဘယ်တော့တွေ့ရတော့哇，他们野草不多了嘞，妹，我野草干的嘛嘞，把你俩手里对了搞来的嘞，啊，妹还来听了，啊，妹叫我来说。ဟုတ်တယ်မလီတော်သေးရပါသမီးရဲ့ငါခုကောင်လေးကိုငါပြောနေတာပြောဆိုနေတာသူတယောက်ပဲရှိတာလေဒီအိမ်မှာလေစိတ်ညစ်လိုက်တာနော်ငါတော့အန်ဒီရဲ့တော်သေးတာပေါ့ပြန်တွေးလို့ကျွန်တော်ဆိုလို့ရှိရင်ရင်တစ်ထက်ခိတဲ့ဖြစ်နေတာကျွန်တော်ယူလဲမယူပါဘူးဗျာအခုအန်ဒီတို့တွေ့ပြီမလားဟုတ်ကဲ့တော်သေးရပေါ့ဗျာအဲ့ဒီစိတ်လဲဆိုပြန်တွေးလို့အေးမင်းလောက်မင်းတော့လောက်တော့ငါလက်စုပ်လက်တွေ့ပြီသွားလောက်တော့ကောင်းကောင်းလောက်တော့မေတားသွားတော့မယ်နော်မေတားရဲ့ဖြစ်နိုင်မသွားပါနဲ့လားတားလေးရဲ့တားလည်းဘယ်သွားခြင်းမမလဲအမေရဲ့တားယုံကြည်ရအတွက်တားကိုတားဝင်ပြပါနော်မေတားတနေ့ပြန်လာမှာပါမေရဲ့တားပြန်လာမင်းနဲ့အမေမျိုးနေပါလေကွယ်အမေနဲ့ဝေးရမှာတားလည်းမပြောပါဘူးမေတားယုံကြည်ရအတွက်တားကိုသွားဝင်ပြကိုရှင်ဘာလုပ်နေရလဲဗျာအော်ဝါကျွန်တော်ဆိုင်ကယ်လေးဗျာအထက်သွင်းနေတာမလွတ်လို့အဲ့ဒါဖဲနေတာဖဲလို့ကလည်းမရဘူးဗျာဩဒါများအကူရရော့ကျမရွှေ့လိုက်ကျမတော့ဗျာရတယ်ကိုရွှေ့လိုက်ဟာကိုဆိုင်ကယ်ယူသွားပြီပါသွားပြီဗျာဗျာလို့မနေနဲ့ရှင်းဆိုင်ကယ်ကပါသွားပြီဟိုမှာတော်ကျမဆိုင်ကယ်နဲ့လိုက်ယူလိုက်မြန်ဟုတ်တယ်အဲ့ဒါဆိုမြန်တော့အောင်ညီမဆိုင်ကယ်နဲ့လိုက်မယ်နော်ဟုတ်လိုက်ဟတ်တော်ဘလူလူလေးလည်းမသိပါဘူးနော်ကိုယ်တိုင်ကဲမဟုတ်ဘဲနဲ့စီးသွားရတယ်လို့သွားတော့မယ်နော်မိပါမလားမသိပါဘူးအာတော်သေးဟောလူတော့ဟာတော်နေစီကိုမျိုးကိုရမ်းချစ်တယ်ကွာဘာနေဟိုတနေ့ကမှခရီးနဲ့ပြတ်ထားတာမဟုတ်ဘူးလားဟာမဟုတ်ပါဘူးဘေးစကားတွေမယုံနဲ့နော်နင်းစီမလာပြီကလိန်ကကြစ်တွေလာပြောတာရိုးမငင်းရှယ်ငင်းလိုက်အောင်မယ်တခုံးမဲ့ပြောမယ်နှစ်ခါထပ်မပြောဘူးအေးပါပြောနင်းစီသုံးစားမရတဲ့နင်းကိုလေးစားချစ်ခင်စရာဘာကြောက်မှမရှိဘူးငါးနှစ်ငါးမိုးကြိုးစား6ချားတုံလို့သွားတဲ့ထဲမှာငါမပါဘူးထပ်ပြီးပြောလိုက်မယ်9နှစ်8ခိုးတောင်းမှန်ရင်တောင်မှလေကိုးစားယုံကြည်လို့မရတဲ့နင့်ကို10သက်10ကပါမစင်စားဘူးဟာမကြိုက်တဲ့နေပေါ်ဟာရိုးသားညင်းလို့ရပါလေနင်းတယောက်တည်းရှိတာမဟုတ်ဘူးနင့်ငယ်ချင်းဇပယ်ဖြူကိုတွတ်ပြောလို့ရသေးရဲ့နော်ဩ17မျိုးပြည့်အောင်လို့ပြောလိုက်အောင်မယ်12မျိုးချင်း3မသားကောင်းကိုဝဲမရှိတော့လဲနေရတကခေါ်တာဈေးလိုက်တာပင်ပန်းလိုက်တာတရားတီးတယ်တော့တရားတီးဝယ်ဦးမယ်အမတရားတီးတစ်ပိတ်တာလောက်၄ချိန်ပြည့်ထည့်ပေးနော်တရားတီးကကျမတို့က၄ချိန်ပြည့်ပဲရအောင်လေးမခိုးဘူးဒီအောင်မလေးခိုးလို့မရဘူးအပြည့်ထက်မှရမှာမလေးရော့ပြည့်တယ်ကလေးခိုးချင်တာသိလားတာမေမေကအဲ့အကြောင်းမို့လို့
လေးချိန်ဝင်ယူလာတန်ကားသားရေဒီနားမှာစော့နေအောင်မမေသမင်းဟင်းကြီးချက်လိုက်အောင်မယ်ဒါစော့နေနော်ညီရင်စော့နေခိုင်းမိမယ်နော်ဟောငါသားရေဘာလို့ငိုနေတာတော့မငိုနဲ့လေမမေကဒီမှာဟင်းချက်တော့မှသားကိုလာစော့ပေးမယ်ခဏလေးနော်သားမငိုနဲ့သားဟာကွာမိမရဘာဟင်းမှလည်းမရှိဘူးဒီမိုးတမယ်တဲ့ကြောလာတာဘလို့စားရမှာတော့ကွာကြရဲ့ကျမလည်းဈေးသွားလိုက်အဝိရှော်လိုက်ဟင်းချက်လိုက်နဲ့ကလေးထိန်လိုက်နဲ့တောင်ချာကိုစိုက်နေတာငါလည်းမင်းကိုပတ်စံလုံလောက်အောင်ပေးနေတာပဲကွာမင်းတို့ဟင်းလေးတော့ကောင်းကောင်းလေးတော့ချက်မှာပေါ့ကွာဒီနေ့တော့ဒါလေးပဲစားရလိုက်အောင်နော်ယောက်ျားရှင်အားတဲ့နေကြရင်ကလေးကူထိန်ပေးအောင်လေနော်ကျမလည်းကောင်းကောင်းမွန်မွန်လေးချက်ကြွေးမယ်အေးမင်းတို့ကအားတွေကိုမရှိဘူးနော်အပြင်ထွက်ပြီးလောက်ရတဲ့ငါ့ကိုလည်းအားနာပါအောင်ဟာနေရမယ်မုန်းနေရမယ်တထုပ်ကိုကဘာဖြစ်လဲတော့ဒီမှာထိုင်ဆိုင်မျိုးပြင်မဆောင်ပေးပါလေကွာ ဘာမှမဟုတ်ဘူးဒရင်စိနဲ့ပြီးလို့ဒရင်သွားယူလာအောင်ဟောဗျာဘလူးအဖေထမင်းစားလို့ရပြီအော်အေးငါသမီးလေးဟောဖေဒီကြက်သားကြော်တွေကဖေတယောက်တည်းပဲတွက်နော်သမီးတို့ကခွဲထားတယ်အကုန်စားပြင်းနော်ဟောဗျာငါသမီးတို့လည်းတခါရဲ့အတူတူစားလိုက်တော့လीဩဖေရတယ်သမီးတို့ကခုနကမဟင်းငါတောက်လာလို့လीနော်ပြီးမှစားမယ်အဖေစားထမင်းစားပြီးအစာမကြည့်ချင်းဖြစ်နေတယ်ကျစားလေးပါလေယူလိုက်အောင်မယ်တာမိမိခုမယ်နော်ဒါလေးနဲ့စားနေုံနော်ဟောဗျာငါသမီးတို့ထမင်းစားနေပြီဘာတွေနဲ့စားနေတာတော့ရှင်ဖေငါသမီးပြောတော့ကြက်သားကျင်သေးတယ်ဆိုကလေးကိုဘာတွေနဲ့ကျွေးနေတာတော့ဩအဖေရဲ့ကလေးကလည်းကြီးလာပြီဆိုတော့လေသမီးတို့နဲ့လာစားနဲ့မလောက်တော့လို့ပါငါသမီးရဲ့မလောက်လို့ရှင်ဒန်းလူတူတူစားမှာပေါ့အဖေတယောက်တည်းတော့အဲ့လိုခွဲကြကောင်းတာတွေကြီးမစားနိုင်ပါဘူးအော်သမီးတို့မှာအဖေတယောက်ပဲရှိရလေအဖေကိုတော့ကောင်းကောင်းမွန်မွန်လေးကျွေးကျင်ပါတယ်သမီးတို့ကဖြစ်တယ်လို့စားလို့ရပါတယ်ဖေရဲ့အဲ့လိုဆိုတော့လေနောက်နေ့အဖေထမင်းမစားရုံမရှိတာပေါ့သမီးအဖေရဲ့အဲ့လိုတော့မလုပ်ပါနဲ့နောက်အဲ့လိုမလုပ်နဲ့နော်သမီးမိသားစုဆိုတာမရှိအတူရှိအတူပဲဝင်းမြစားတော့ရမှာသမီးလေးရဲ့ဟုတ်ကဲ့ပါဖေရဲ့မမကြီးဘာလို့ဘာကိစ္စလဲကိုပုံစံနဲ့ကိုပြန်ကြည့်အောင်ကြည့်လိုက်လို့ရှိရင်အမြဲတမ်းစုပ်ပြက်ပြီးသမင်းစုပ်ဖွားနေနေလို့လာလိုက်လို့ရှိရင်ဘာကိစ္စလဲပြောဟုတ်ကဲ့မမကြီးတာခဏဝင်ခဲ့မယ်နော်မမကြီးဟုတ်ကဲ့မမကြီးတာထိုင်မယ်နော်မမကြီးမမကြီးအမေကစံနှလုံးလောက်ရှိခိုင်းလိုက်လို့မမကြီးစီကိုလေ ချီခိုင်းတဲ့ဆိုစကားဝင်ပြောတယ်အများတန်းတောင်းနေရပဲငါပဲပေးနေရတာလေနင်တို့အိမ်ကငါဘလောက်ပဲပေးနင်တို့လည်းတော့အလုပ်လဲလုပ်ကြအောင်အကြီးတွေကလည်းဟွာတယ်ဘာလုပ်နေကြအောင်လုပ်မလုပ်ပဲနဲ့ပြောလိုက်ချင်တော့နောက်မှစားလာတဲ့ပကံတွေတော့ဆေးလိုက်အောင် ဟုတ်ကဲ့မမကြီး အိမ်ထဲမှာရေရှိတိုင်းမျိုးတစ်ခါလေးပြည့်ဖြည့်ခဲ့ ဟုတ်မမကြီးဟုတ်ဖြည့်လိုက်ပါမယ်ကျွန်တော်ဟိုကောင်ဘကောင်ပြည့်ပြည့်တက်တက်ကွဲစားကုန်ပဲ ဟုတ်ကဲ့မမကြီး စပြရစီအောင်ဆေးဝေး ဟုတ်ကဲ့ပါမမကြီးဒါအကုန်လုပ်ခဲ့ပြီဗျာပကံဒီလည်းဆေးခဲ့ပြီအင်္ဂါကြီးလည်းဆွဲချခဲ့ပြီမမကြီး သမီးလေးမဆန်လုံးထည့်ပေးစမ်းဟဲ့ ဟုတ်မေစနှလုံးရော နှလုံးလာတာ ဟုတ် ရော့တစ်ခါကြလို့ရှိရင်လာခဲ့မယ်ခိုင်းရရှိသေးရဲ့ကြားလား ဟုတ်ကဲ့မမကြီးတာလာခဲ့မယ်အဲ့တော့တာကိုသွားခွင့်ပြုအောင်မမကြီးတာသွားအောင်မယ် အေးတော့တက်တက်မမတော့ဆန်လုံးကြီးလည်းပြုတ်ကြလို့ပြန်လာမတော့နော်ဟိုက ဟုတ်ကဲ့ပါမမကြီးဟဲ့ခုနောက်မှာဆိုင်ကကြီးပဲရမ်းတယ်ပါပဲနော်တန်တာဘောချီရဆိုင်ကကြီးအကြီးရဟုတ်လားဒီမှာကြည့်လေဟဲ့ကိုကပတ်စံချမ်းသာတာပဲချစ်တယ်ဒီလိုပါပဲကွာရှိတယ်လို့လည်းမဟုတ်ပါဘူးအော်ဒါနဲ့လေခုကဘာဖုန်းနဲ့ပြောနေတာလဲချစ်ကတော့ဟန်းဖုန်းနဲ့ပြောနေတာကိုခုပြောနေတာဂျောက်ပလက်နဲ့ပြောနေတာလေကိုရဲ့အိုက်ဘက်ပဲကြားဘူးပါတယ်ချစ်ကတော့မားလို့ချစ်မဟုတ်ဘူးအိုင်ဘက်မဟုတ်ဘူးဂျောက်ဘက်ကိုပြောတာငါတကားမှကြားဘူးအိုင်ဘက်ထက်မြင်တော့တယ်နော်ဟုတ်အိုင်ဘက်ထက်မြင်မှာပေါ့ဂျောက်ဘက်ကြီးကဟဲ့အဖေလာပြီကိုဒါပဲနော်ဘိုင်โอเคချစ်တယ်နော်ချစ်ဘိုင်ချစ်ကလေးဒါကိုအိမ်မှာရောက်ပြီထိုင်ကုန်မထိုင်ကိုတိုက်ကရောဟင်းချစ်ကိုတိုက်ကတငယ်ချင်းတိုက်ဒါမှကိုအိမ်ဒါနဲ့ကိုဟိုဆိုင်ကရောအဲ့ဆိုင်ကလဲတငယ်ချင်းဆိုင်ကပဲထိုင်ဒီပေါ်တိုင်းဆိုင်ကလည်းကိုအမဟုတ်တိုက်ကလည်းကိုအမဟုတ်ကိုဖုန်းပြောတော့ထိုင်ကုန်ကဆိုဖာကြီးပါ
ဒါမှကိုဘဝစစ်မှန်မဲချစ်ကိုဘာနေနေချစ်တယ်ဆိုထိုင်ထိုင်ချစ်ငါတို့ယူကောင်းပြီ